လုံးပဲမင်္ဂလာပါခင်ဗျာမင်္ဂလာပါရှင်အခုချိုလဲတော့မလီယာဟိုတယ်ရှိကိုရောက်နေဖြစ်ပါတယ်ကျွန်တော်တို့နှစ်ယောက်ကဒီနေ့ကဒီမလီယာမှာဟိုရှေ့တစ်ခေါက်ဖလော့မှာပါတယ်ကျွန်တော်တို့ရဲ့ငယ်တငယ်ချင်းတွေပေါ့နော်ငယ်တငယ်ချင်းနဲ့သူကျွန်တော်တို့ကြီးထပ်ပြီးတော့တိတ်ထားပါတယ်လာစားတာဖြစ်ပါတယ်ဒီမလီယာဟိုတယ်ကဒီ Fisher Market ဆိုတာဘာလားမသိဘူးပေါ့နော်ဘူဖေးရှိရေပေါ့နော်29လာတဲ့ဘူဖေးပေါ့ဘူဖေးကိုကျွန်တော်တို့ရမှာတငယ်ချင်းနဲ့ချင်းပြီးတော့လာစားဖြစ်ပါတယ်ဒီနေ့လေးရလည်းဒီရုံးပိတ်ရဲရှည်ရဲ့ဒီတောက်ကြညလေးပေါ့နော်တောက်ကြညက်နေလေးဆိုတော့မုလေးရလည်းကောင်းနေရပေါ့နော်ကျွန်တော်တို့မုလေးရကောင်းကောင်းနေ TGIF ပေါ့တော့ကျွန်တော်တို့ဒီဘူဖေးမှာဘာပါလဲဆိုတာကျွန်တော်ရိုက်ပြပါမယ်ကြည့်ပြီးတော့ဒီစိတ်ဝင်စားသူတွေရှိနေလာစားလို့ရမှာနော်ကျွန်တော်တို့ဘာပါလဲဆိုတာရိုက်ပြပြီးပါမယ်ခင်ဗျာကျွန်တော်နှစ်ယောက်ကတော့အင်ဒရီရရလေးပဲစားပါပါခင်ဗျာโอเคအဲ့ဒါကျွန်တော်ပေါ်တာလိုက်ပါအောင်မယ်ခင်ဗျာလိုက်ခဲ့ကြပါအောင်ခင်ဗျာဆန်နိုင်တော့ကြာနေရတဲ့ငယ်ချင်းဖွဲ့ရတော့ပေါ်မှာတယောက်နဲ့တယောက်ကပူညံလုပ်နေပြီပေါ့နော်။ကျောင်းနဲ့တန်းကမစားနိုင်တော့ဘူးလေပိုက်စားရဲစားနေတော့ပဲ။ Okay အဲ့ဒါကျွန်တော်တို့သွားလိုက်ပါဦးခင်ဗျာ။အင်ရီရလေးစားပါပါ။စားတော့ကတော့အရှမ်းပြောတယ်။ဒီကမူးလေ။တချီရ။ဝိပင်မယ်ဒီမှာ။ကျောင်းလေးမြန်နေဝိပင်စရာရှာမှာ။နောက်ဆုံးမှရောက်မယ်ဆိုပြီးပလိန်ကားကတော့ရောက်နေပါပြီ။ဟုတ်လား။နောက်ဆုံးမှရောက်မယ်ဆိုကျွန်တော်အောက်မှာပလိန်လာတော့ရောက်နေပါပြီ။နောက်ဆုံးမှရောက်တဲ့လူကရှင်းရမယ်လို့။ပြင်လဲကြည့်ပါအောင်။အော်သူမလေးလာဘူးကွာ။ဒီတော့ဘာလို့သိလို့ပါလဲ။အဲ့ဒါသူမလေးပါ။ဟုတ်တယ်ပါလို့လဲ။ဝီဒီယိုနဲ့တော့ဝီဒီယိုကငွေကြိုးလောက်ကတော့တော်တော်စိတ်ဝင်စားဖို့ကောင်းနေပါပြီ။ဘာရှိသေးလဲဆက်ပြပါမယ်။
တော့ကျွန်တော်တို့စားတဲ့ဟာတွေမတော်တော်လေးနဲ့ယူပြီးသွားပါပြီခင်ဗျာတော့အားရပါရစားလိုက်ပါအောင်မယ်ခင်ဗျာ စားလိုက်ပါဦးမယ်ရှင်ဒီကနေ့ချက်ဟုတ်လား စားကြပါအောင်ခင်ဗျာဒီလိုနဲ့ဝိုင်းနဲ့ရဲစပြန်နေတော့ပါဟင်းတွေကကျွန်တော်ပြောလို့ပဲတော့ဒီမှာတော့ဟင်းတွေကကျွန်တော်ချက်တော့မသိဘူးဒီမှာဟင်းတွေအရင်လူပဲစီဖူးကောင်လာချင်းရှင်တော့ဒီကတာပါရဲ့ဒါပေမဲ့ဟင်းတွေကကျွန်တော်ချက်ထားတဲ့ကနားပုံလို့ရဆိုတော့ဟင်းတွေကိုမှတ်ပြီးပါရဲ့ကောင်းလားစားလိုက်တော့မယ်ဆက်ပြီးပြီးရဲ့ထပ်ပြီးဒီလေးပြောပြပေးပါမယ်ညာဒီဘောဒုံးနဲ့ပါဘာမဲ့တော့ဒီတော့အဆက်ပြီးဒီနေ့ကမှအားရအောင်ဆုံးခင်းရတဲ့အားမရအောင် စိုးသားလေးစားကြည့်ပါ သူကဘာလို့မနေလဲသူကတော်တော်ညီပြောက်တယ်သူကကြောင့်ညီနေတယ်လို့ပြောတာတော်တော်ညီပြောက်တယ်လို့ပြောရတော့ပဲဆိုအမေကနှက်ကကျွန်တော်ရဲ့ပိုင်းလာပြီးတယ်အမေကနှက်နေမှာစံပွဲအောင်กินเลยဘာဘာဘာပြန်ကြည့်တာ အမြဲတမ်းနောက်ကြဆုံးနှစ်ယောက်ရဲ့ညင်းခုန်မှုပါ အဲ့မှာအဲ့ဒီစီကညက်လေးပြန်ပြဒီနေ့တတိုင်းလုံးလောက်ကြိုင်တော့ရောက်လာစားပြီးသွားပါပြီခင်ဗျာဘိုက်တော့တော်တော်တင်းသွားပါပြီအင်ဗီရရလေးစားလိုက်မယ်လေဘိုက်ကတော့တင်းသွားရပေါ့နော်အဲ့တော့စားတော့ဒီတော့ကျွန်တော်တို့ရိုက်ပြတဲ့အတိုင်းပဲပေါ့နော်ဟင်းနေရာရောအဆင်ပြေပါတယ်သူကလည်းသူပါပေါ့နော်စီဖူးကတော့ဒီဟိုပြောရလောက်တော့မဟုတ်ပါဘူး စီဖူးကအများကြီးပါမယ်လို့ထင်တာအမှန်တကယ်တော့အများကြီးသိပြီးတော့ပုံမှန်သားသလောက်တော့စီဖူးတွေမပါဘူးပေါ့နော်ဒါပေမဲ့ဟင်းပွဲတွေကတော်တော်ဆုံးပါတယ်ဟိုကအိန္ဒိယစာလေးဆိုလို့ရှိရင်တော်တော်လေးပိုင်ပိုင်နိုင်ထပ်ထားလေးကျွေးပေါ့နော်သူ့နာမည်က Fisherman ဆိုပြီးတော့သူက Fisherman ဆိုမရှိဒီ seafood တွေကြားတော့ဟိုချားမှုတင်နေရှင်လိုက်ကြတော့မများဘူးเนาะ။ဟင်းမွေးရောအရသာရောသူ့ချင်းစီရောကောင်းပါပြောရမယ်ကြီးလိုက်တာနဲ့ဟို share ပဲကွာစားကြင်စရာအရင်ကောင်းတယ်စားလိုက်တော့လေအရသာတွေကတော့ရှိရဲအခုစားလိုက်တိုင်းမှာနူးအီပြီးတော့ပေါ့နော်အီစိန်သွားတာအဲ့လိုမျိုးပုံစံမျိုးပေါ့နော်ကောင်းတယ်ဟုတ်ဒါပေမဲ့အင်ရီးယားဘယ်လိုပဲစားဘိုက်ကောင်တင်းတယ်เนาะအခုနောက်ပိုင်းကအသက်ကြီးလာလို့ကမသိဘူးဘူဖေးစားတာ comfortable တိတ်မဖြစ်တော့စားတာလीနည်းနည်းလေးတွေပဲလေဟင်းမွေးလေးဆိုနည်းနည်းဟွာလေးတုံဓာလေးတုံအဲ့လိုမျိုးလေးတွေပဲစားတာဒါပေမဲ့အဲ့လိုနှစ်ခါပြောင်းလောက်ဆိုမစားနိုင်တော့ဘူးငငယ်တော့အများဆိုကိုရီစားတာမှတက်ဖို့လောက်မဟုတ်ပါဘူးငယ်တော့ဆိုဒီထက်3စားလောက်ကိုအားရပါရစားပြီးတော့စားနိုင်တယ်ပေါ့နော်ဒီထက်3စားလောက်ဘူးလိုလည်းမသိစိတ်ပြီးတော့နည်းနည်းလေးစားပြီးရင်ချိုပွဲလေးစားချိုပွဲလေးကိုစားတာကိုဖြစ်သက်လာပေါ့လို့ဖြစ်လာတော့ကျွန်တော်တို့ချိုပွဲမကြိုက်တဲ့လူတော့
ခုနောက်ပိုင်းချိုဝဲတွေစားဖြစ်လာဟိုဖန်ခွက်မုံညာကြီးကုန်သက်သည်ဖန်ခွက်မုံတွေစားဖြစ်လာပါတော့အဲ့တော့ကျွန်တော် vlog လေးကိုကြည့်ပြီးတော့ဒီမှာစားကျင်တယ်ဆိုလို့ရှိရင်ဒီမက်ဒီယာကဒီမတ်တမာကတ်ဆိုတဲ့ဆိုင်ပါပေါ့နော်$29နဲ့ Friday night ဆိုလို့ရှိရင်ရပါတယ်အမှပြီးတော့သုံးဆောင်လို့ရပါတယ်ခင်ဗျာဆိုတော့ကျွန်တော်တို့ vlog လေးကိုလည်းအဆုံးကြည့်ပြီးတော့လည်းကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာနောက် vlog လေးကြရင်လည်းဆက်ပြီးတော့အားပေးပါအောင်ခင်ဗျာအားပေးကြပါအောင်ရှင် subscribe လေးလည်းမလုပ်ထားတဲ့လူတွေရှိရင်လုပ်ပေးပါအောင်နော် subscribe လေးလုပ်ပေးပါအောင်ခင်ဗျာကျွန်တော်ရဲ့ channel လေးကိုလည်း subscribe လေးလုပ်ပြီးတော့အားပေးပါအောင်ခင်ဗျာအဲဒါကျွန်တော်လေးအိမ်ပြန်လိုက်ပါအောင်ခင်ဗျာအားလုံးပဲ good night ပါတဒါ